ဒီဝိရိယသမารိပညာစိတ်ထားဆိုဒီကအစအလုံးနေတဲ့လူဘိုးကတော့တခုပြီးမှတခုတခုမှတခုထပ်ထည့်ရတာပေါ့တကယ်လုံးတတ်တဲ့ဒီဘိုးကကြတော့လေအာယုံအရှုခံတွေးလိုက်တာနဲ့အဲဒီ၅ခုကတပြိုင်နဲ့အလုံးလုံးနေတာတွေ့ရလိမ့်အဲ့လိုတပြိုင်နဲ့လုံးလုံးတော့မှပဲအဖြစ်မှတွေ့တာစားတော့ကတော့ဖြစ်တဲ့အဖြစ်မှမတွေ့သေးဘူးပေါ့ဒါကြောင့်မို့50ထိုင်တော့ရုံမတွေ့ဘူးတနည်းနည်းထိုင်တော့ရုံမတွေ့ဘူးဆိုတာတွေကအဲ့ဒီစိတ်ထားတွေအဲ့ဒီမျိုးစနစ်တွေမကျွမ်းကျင်လို့ပေါ့နော်လိုအပ်ချက်တစ်ခုဖြစ်နေလို့အခုသတုံခုလိုအပ်နေလို့ရှိရင်ဘယ်တော့မှရုံမတွေ့ဘူးတတိလွန်လည်းရုံမတွေ့ဘူးတမာတိလွန်လည်းရုံမတွေ့ဘူးပညာလွန်လည်းရုံမတွေ့ဘူးစိတ်ထားလွဲနေလည်းရုံမတွေ့ဘူးရှုကမတွေ့ဘူးဒီရုပ်တောင်မှမတွေ့ဘဲနဲ့နာမ်ဆိုတာကနည်းနည်းခဲရင်တာပေါ့ဒီရုပ်ကိုသိနေတဲ့စိတ်ကိုနာမ်လို့ခေါ်တာကိုနော်အဲ့တော့ရုပ်လည်းတည်တည်ချာချာမသိဘူးတွေ့တော့တွေ့နေတယ်နာမ်ဆိုတာလည်းတည်ချာမသိဘူးစိတ်ကိုလည်းတည်ချာမသိဘူးဒါမှကြာဘူးနာဝရနဲ့ရှေ့ရရုပ်နောက်ကနာဟာလားမဟုတ်သူမဟုတ်လျှောက်လို့နေနော်အတိုင်းတာတစ်ခုကြည့်တော့မှန်ပါတယ်သို့တော့ဘာမှအာကိုလောက်တဲ့ဉာဏ်မဟုတ်ဘူးအဲ့တော့ကိုယ်တိုင်ကိုယ်ကြတွေ့ဖို့လိုတယ်ကိုယ်တိုင်ကိုယ်ကြတွေ့ဖို့ကကိုယ်တိုင်အားထုတ်ရတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကဒီလူပြီးရုပ်ဇုံမှာတစ်နှစ်ကျော်ပြရတလာတဲ့အခါမှာလွယ်ကူတဲ့ရှီယာစတယ်လုံးတက်တဲ့ရှီယာစတယ်ဟာလားကိုအထင်ကြီးပြီးတော့စိတ်ရှုမဲ့ဝေဒနာရှုမဲ့ဆိုတဲ့လူတွေလည်းလွယ်ကူတဲ့ရှီယာပဲအခြေခံကနေပြီးတော့ပြန်စဖို့ကျွန်တော်တို့ကပြောတယ်ဘာကြောင့်လဲမမှားအောင်တရားထုတ်တဲ့အခါမှာမှားတတ်တယ်ညီသူမဆိုမှားတတ်တယ်နော်အမှားကင်းနဲ့တက်သွားတဲ့လူမရှိဘူးအဲ့တော့မှားရင်ဖြစ်နေရင်တက်ကြွနားလည်းလို့မေးပြီးတော့ပြင်ရတယ်အဆိုးဆုံးကအမှားကိုအမှန်ထင်နေရင်လမ်းဆုံးသွားပြီဟာလားအမှားကိုအမှန်လို့ဆိုင်ပုတ်တက်ပြီးတဲ့လူနဲ့တွေ့ရင်လမ်းဆုံးတယ်မကဘူးလမ်းမှောင်သွားပြီလို့ပြောဟုတ်တယ်နော်တေချာမှတ်တာနော်မှားရတယ်အမှန်တွေ့ဖို့ကိုယ့်ဘောက်ပြင်ရတယ်မပြင်နိုင်ပြင်နီးတောင်းမေးရတယ်အမောက်အမှန်တင်နေရင်လမ်းဆုံးသွားပြီအမောက်အမှန်လို့ဆိုင်းပုတ်တက်ပြီးတဲ့လူနဲ့တွေ့ရင်လမ်းပြောက်သွားပြီအမှောင်ကျသွားပြီအဲ့လိုမဖြစ်ရလေအောင်နော်ကိုယ်တိုင်တကယ်မှန်မှန်ကန်ကန်သိရလေအောင်စနစ်တကျလွယ်လေးရစပြီးတော့ဖြည်းဘောပေါက်သွားအောင်လုပ်တာဘောပေါက်သွားအောင်လုပ်တာလည်းဘေးကပြောပြရတာမဟုတ်ဘူးကိုယ့်ရဲ့တတိဝိရိယသမารိပညာသဘောထားခုနပြောခဲ့တဲ့တတိဝိရိယသမารိပညာသဘောထားစိတ်နေစိတ်ထားတွေကိုလိုအပ်တာလေးတွေကိုယ့်ဘောက်ဖြည်းပြင်သွားတာပဲနော်အထင်နဲ့ဘယ်တော့မှလမ်းမရဘူးအဲဒါကြောင့်မို့ဒီစကားလေးအားထုတ်ဖို့ကိုကျွန်တော်တို့ကလက်တွေ့တယောက်ချင်းသင်ပေးတယ်တယောက်ချင်းရဲ့ခုနလိုအပ်ချက်လေးတွေတတိလိုနေလားသမာဓိလိုနေလားဝိရိယလိုနေလားပညာလိုနေလားစိတ်နေစိတ်ထားသဘောထားလိုနေသလားဒါလေးတွေထိန်းညှိပေးရတယ်အများဆုံးကတော့တတိဝိရိယသမာဓိကတော့လူတိုင်းလိုစိတ်ထိန်းညှိဖို့မလိုပါဘူးကြည့်ကြတာများပါတယ်ထိန်းညှိပေးရတာပညာနဲ့စိတ်ထားပဲပညာဆိုတာကစူးစမ်းတတ်တဲ့ပညာကလူတိုင်းရှိမှမရှိဘူးနော်လူတိုင်းရှိမှမရှိဘူးအတွေ့အကြုံရှိပြီးသားလူမှသာလဲစူးစမ်းတတ်တဲ့ပညာရှိတယ်နော်အတွေ့အကြုံရှိတဲ့လူမှသာလဲစူးစမ်းတတ်တဲ့ပညာကိုသင်ပေးတတ်တယ်အတွေ့အကြုံရှိမှသာတဲ့လူမှသာလဲစိတ်ထားထတတ်ပုံထတတ်နေသင်ပေးတတ်တယ်ဘယ်စိတ်ထားမှားနေတယ်ဘယ်လိုလုပ်ပြင်လိုက်